မင်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသနှင့်ငလျင်သတင်းများကိုကြိုတင်တင်ဆက်ပေးနေတဲ့သတင်း channel လေးကကြိုဆိုလိုက်ပါတယ်။နောက်ဆက်တွဲငလျင်ဆက်လက်လှုပ်ခတ်မိနေရာများနှင့်ကူးလောင်းဖိအားကူးပြောင်းခြင်း theory 2025 ခုနှစ်မတ်လ1ရက်နေ့မှဧပြီလ10ရက်နေ့နနက်6နာရီအထိစကိုင်းပြည့်ရွေကြောင်းတစ်လျှောက်လှုပ်ခတ်ခဲ့သောတိမ်ကျွင်းငလျင်ငယ်များအားမြန်မာနှင့်ထိုင်းမိုးလေဝသဌာနများမှရရှိသောအချက်အလက်များအားကိုးကား၍ဖော်ပြထားပါသည်။ဧပြီ9ရက်နေ့ကအင်အားအသင့်တင်ရှိတဲ့နောက်ဆက်တွဲငလျင်များလှုပ်ခတ်ခဲ့ပြီးပြင်းမြပြင်းအားအနည်းငယ်မြင့်တက်ခဲ့ပေမဲ့နောက်ဆက်တွဲငလျင်ငယ်များဖြစ်သည့်အလျောက်အားတဖြည်းဖြည်းချင်းလျော့ကျလို့နေပါတယ်။ချင်းပြည်နယ်ဘက်မှငလျင်တစ်ကြိမ်လှုပ်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းထိုင်းနယ်ဆက်မှာလည်းအင်အားအနည်းငယ်ရှိတဲ့ငလျင်ငယ်တွေဆက်လက်လှုပ်ရှားလျက်ရှိပါတယ်။ဒီနေ့မှာတော့ပြင်သစ်ရူပဗေဒပညာရှင်အင်ဂျင်နီယာကူးလောင်းရဲ့ပုံမှုအားပေါ်မူတည်ပြီးစွမ်းအင်လွှဲပြောင်းကူးစက်နိုင်တဲ့ကမ္ဘာမြေဖိအားအကြောင်းအနည်းငယ်ရေးသားပေးခြင်းပါတယ်1986ခုနှစ်ကကူးလောင်းရှာဖွေဖော်ထုတ်ခဲ့တဲ့မြေသားဖိအားကူးပြောင်းခြင်းနှင့်တိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်မြေဖိအားပေါ်ထိစက်မြေသားတုံ့ပြန်မှု theory အရငလျင်ကြီးတစ်ခုလှုပ်ခတ်ရာပြည့်ရွေကြောနှင့်နင်းနှင့်ထိစက်နေသောနီးစပ်သောပြည့်ရွေကြောင်းပေါ်တွင်ဖိအားဆက်လက်သက်ရောက်မှုရှိကြောင်းသိရှိခဲ့ကြရပါတယ်ဆိုလိုတာကတော့ငလျင်ကြီးတစ်ခုလှုပ်ပြီးနောက်မင်းပတ်ဝန်းကျင်ရှိငလျင်ကြောများမှာဖိအားလွှဲပြောင်းကူးစက်ခြင်းနှင့်အတူသက်ရောက်မှုတွေရှိနိုင်တာဖြစ်ပါတယ်အဲ့ဒါကိုတော့ကူးလောင်းဖိအားလွှဲပြောင်းခြင်းလို့ခေါ်ပါတယ်ထို theory အရမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြီး၏အရှိန်ဖိအားသက်ရောက်ခြင်းကြောင့်စကိုင်းပြည့်ရွေကြောအနီးတွင်ရှိသောကြောက်ကျန်းပြည့်ရွေအပါအဝင်အခြားပြည့်ရွေငယ်များပေါ်တွင်အနည်းနှင့်အများသက်ရောက်မှုရှိပြီးနောက်ဆက်တွဲငလျင်များကိုဖြစ်စေနိုင်ပါတယ်။အဲဒါကြောင့်ထိုင်းနိုင်ငံနှင့်ထိစပ်နေတဲ့ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တရောက်အင်အားအနည်းငယ်ရှိတဲ့ငလျင်ငယ်ပေါင်းများစွာဟာနေ့စဉ်နှင့်အမျှလှုပ်ခတ်နေတာဖြစ်ပါတယ်။ထို့သောလှုပ်ခတ်နေခြင်းဟာလည်းဖိအားစွမ်းအင်များကိုလွှဲပြောင်းထုတ်လွှတ်ပေးနေခြင်းဖြစ်တာကြောင့်ကြီးမားတဲ့ငလျင်ဖြစ်ခြင်းကိုဟန့်တားပေးလျက်ရှိနေပါတယ်။ယခုတွက်ချက်မှုဟာနောက်ဆက်တွဲငလျင်များ၏စွမ်းအားကူးပြောင်းခြင်းကိုသိပ္ပံနည်းကျတွက်ချက်ခြင်းဖြစ်ပြီးငလျင်လုံမိနေရာကိုကြိုပြောခြင်းရန်တမ်းခံမှန်းနေခြင်းမဟုတ်ကြောင်းကိုသတိချက်စေခြင်းပါတယ်။ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးတိုင်းနောက်ဆက်တွဲငလျင်ငယ်များဟာရာနှစ်ချီပြီးလှုပ်ခတ်တတ်တာဖြစ်ပြီးအချိန်ကာလတစ်ခုအထိဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်းနှင့်အဆိုပါငလျင်ငယ်တိမ်ကျွင်းများဟာဖိအားစွမ်းအင်ကူးပြောင်းခြင်းကြောင့်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းငလျင်ကြီးတစ်ခုပြန်ဖြစ်ဖို့အတွက်ရာဂိုင်နှုန်းအင်မတန်နည်းပါကြောင်းရေးသားလိုက်ပါတယ်။မိုးလေဝသသတင်းတွေနဲ့ငလျင်ကြိုတင်ပေးသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။